ယုံကြည်သူမှာအချိန်ရှိတယ်အချိန်ဆိုတာရှိတယ်ဒီကနေ့ပဲပြောင်းလဲပြီးတော့မနေ့ဖြန်ပဲကျွန်တော်တို့ကဓမ္မအမှုတော်ဆောင်အကြီးအမားဖြစ်ချင်တာတော့အပြစ်မရှိပါဘူးဒါပေမဲ့အချိန်ကိုစောင့်ရမယ်ဆိုတာကျွန်တော်ပြောချင်တယ်ဖြစ်တယ်ကျွန်တော်လူအသွေးအသားအနေနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ကလေးရလာတယ်ကျွန်တော်ကလေးကလေကျွန်တော်ရဲ့အသွေးအသားနဲ့ဆင်းသက်တာဖြစ်တယ်ကျွန်တော်ကလေးဟုတ်တယ်ကျွန်တော်မှရှိတဲ့အမှုရဲ့သူအားလုံးပိုင်ပါဖြစ်တယ်ကျွန်တော်ရဲ့အလုပ်ကသူကဖတ်ခင်ရဲ့အလုပ်ကိုသားသမီးကကြီးထွားလာတဲ့အခါမှာအရွယ်ရောက်လာတဲ့အခါလုပ်ပါဖြစ်တယ်ဒါသားအဖဆက်ဆံရေးဖြစ်တယ်ကျွန်တော်အခုချိန်မှာရောသူကငေလွန်းသေးတယ်အလားသားပဲရှိတယ်တနေ့နေ့ဆိုသူကလုတ်ပိုင်ခွင့်မရှိဘူးလုတ်ပိုင်ခွင့်ရှိတော့ညာသူကမလုတ်နိုင်သေးဘူးဒါကြောင့်အချိန်ဆိုတာစောင့်ရတယ်ဖြစ်တယ်ကျွန်တော်တမန်ကျမ်းစာမှာအဲ့ဒီအတိုင်းပါပဲအားလုံးကယောသလည်းဒုတိယဘီကန်ချုပ်ဖြစ်ဖို့အတွက်သူများနိုင်ငံရောက်ဆက်ခြင်းခံရကျွန်းခံရတယ်အဲ့လိုပဲဒါဝိဒ်လည်းတကယ်ဘယင်ဖြစ်ဖို့အတွက်နော်တိုးကြောင်းရတယ်အိုးရှိုးလို့ရဲ့လိုက်တဲ့ချင်းကိုတောထဲမှာအရန်ပြေးလွှားပြန်ဒုက္ခဆင်းရဲခံရတယ်အမျိုးမျိုးပါပဲဒီတပိတ်တော်တွေကြည့်ပါလား3 နှစ် 3မျိုးခရစ်တော်ကလူနာတွေကိုရှင်းစေတယ်လူနာတွေကိုတန့်ရှင်းစေတယ်အော်ပွဲကလူတွေကိုထားမြောက်စေတယ်အိုးဘုံငါလုံးနဲ့ငါးကောင်လူထုံတောင်းထောင်းငါထောင်အထက်နော်အများကြီးရှိရဲ့ကလေးတငယ်မရေမတွေ့ဘဲနဲ့လူယောက်ျားရှိမှကြီးပဲလူထောင်နဲ့ချစ်ကနန်းတော့ကျူးနေအဲ့လိုမျိုးမြင့်မြင့်ကိုတွေ့နော်ထိတွေ့ခံစားခဲ့တယ်ဒါတော့မှရှစ်ချင်းအမှုတော်မဆောင်ခိုင်းဘူးဝိညာဉ်တော်ဖျားကိုဆောက်နေပါလို့ပြောတယ်တော့ရှင်ပေါလုကလည်းပြောင်းနေတာနဲ့ရှစ်ချင်းသူကအမှုတော်ဆောင်ခြင်းဒါပေမဲ့အချိန်ဆိုတာရှိတယ်နောက်ဆုံးသူကအန်တီအိုရောက်မှာဘာနာဘနဲ့သူကဘာနာဘအားဖြစ်တွေ့ကိုသူကအမှုတော်ဆောင်ဖြစ်သွားတာဖြစ်တဲ့အချိန်ကြီးအကြောင်းယုံကြည်သူကလည်းအချိန်ဆိုတာရှိတယ်အချိန်ဆိုတာရှိတယ်ကျွန်တော်လည်းပြောင်းလဲပြီးတဲ့နောက်ပိုင်း10 နှစ်ကျော်မှကျွန်တော်အခုဒီလိုပဲနှုတ်ကတော်ဒီမှာနှုတ်ကတော်မှာကျွန်တော်ကလေ့လာပြီးမှနှုတ်ကတော်ဟိုကျွန်တော်စာကတ်တဲ့အခါမှာတန်ရှင်တော်ဝင်ဖျားကျွန်တော်ဖွင့်ပြတယ်လို့ကျွန်တော်စာငတ်တယ်လို့ကျွန်တော်ခံနိုင်ရရှိတယ်လို့ကျွန်တော်လက်ခံနိုင်တော့တန်ရှင်တော်ဝင်ဖျားဖွင့်ပြတယ်ဝိညာဉ်တော်ရဲ့တကူကတကူတော့ထူးခြားစရာရှိတယ်ထူးခြားအောင်ပဲတကူဖြစ်မိတ်ဆွေဘလောက်ခံယူနိုင်တယ်မိတ်ဆွေနှလုံးသားဘလောက်ခံယူနိုင်တယ်တမန်ကျမ်းစာကိုအုံနောက်နဲ့မခံယူနဲ့တမန်ကျမ်းစာလည်းအုံနောက်နဲ့ခံယူလို့ရတဲ့အရာမဟုတ်ဆိုတော့အုံနောက်ဆိုတာ limit ရှိတယ်ဒါက limit နဲ့မဟုတ်ဒါကအနန္တဖြစ်တယ်ဒါကသင်္ခါရဖြစ်တယ်ကျွန်တော်သင်္ခါရဖြစ်တဲ့အုံနောက်နဲ့တမန်ကျမ်းစာကိုလက်ခံလို့မရအောင်ကျွန်တော်တမန်ကျမ်းစာကိုစာငတ်တယ်မှုတ်သိတယ်လက်ခံတယ်ဆိုတော့လက်ခံတယ်ဆိုတော့ကနှလုံးသားနဲ့လက်ခံမှာတန်ရှင်တော်ဝင်ဖျားကထိပေးတာဖြစ်တယ်။အုံနောက်နဲ့လက်ခံတဲ့တူကိုတန်ရှင်တော်ဝင်ဖျားထိပေးလို့မပြောဘူး။ဒါကြောင့်နှုတ်ကတမတရားကိုစာငတ်တယ်ဆိုတော့အုံနောက်နဲ့မစာငတ်နဲ့နှလုံးသားနဲ့စာပါ။ဒါမှဖျားတဲ့ကနှုတ်ကတော်ဆိုတာတန်ရှင်တော်ဝင်ဖျားတင်းကိုဖွင့်ပြလိုက်တယ်။တင်းဘလောက်စာငတ်နိုင်တင်းဘလောက်လက်ခံနိုင်တယ်ဆိုတာပေါ်ပါဖို့ဒီကတန်ရှင်တော်ဝင်ဖျားတင်းကိုနှုတ်ကတမတရားဖွင့်ပြမှာဖြစ်တယ်။ကျွန်တော်လည်းအဲ့ဒီတိုင်းကျွန်တော်ပြောင်းလဲတာအခု10 နှစ်ကျော်ပြီ10 နှစ်အခု10 နှစ်နောက်ပိုင်းမှာကျွန်တော်ကအတင်းတော်မှာလည်းကျွန်တော်ကဒီတရားဟောခွင့်ရလာဖြစ်တယ်။အရင်တော့ကျွန်တော်ပြောင်းလဲခါစားပြောင်းလဲပြီးနောက်ပိုင်းကျွန်တော်အိမ်ဝင်ကလေးအရန်လိုက်လုပ်သေးတယ်ဒါအဲ့ချိန်မှာအတင်းတော်လူကြီးတွေကအတင်းတော်ဒီကျွန်တော်တို့အတင်းတော်အတင်းသားတွေကကျွန်တော်ကိုတိုက်ခတ်တယ်ဝေဖန်တယ်ကြိတ်ရတယ်ပြစ်တယ်ပေါ့အမျိုးပြောကြတယ်ပြောချင်တဲ့အဲ့ချိန်မှာကျွန်တော်ကအခုပြန်ပြီးတုံးတက်လိုက်တဲ့အချိန်မှာအရွေမရောက်သေးဘူးမွေးကင်းစာပဲဖြစ်တယ်မွေးကင်းစာဆိုတာကလမ်းမလျှောက်တက်နှုတ်ပဲဆိုနေတဲ့အချိန်အိုးဘိုက်ဆိုင်အော်လိုက်မယ်ငိုလိုက်မယ်အိုးမစင်းနေနော်အပေါ့အလေးဒီတိုင်းစွန့်မယ်ပြောချင်တာကလေပြောင်းလဲတာတစ်ခုပဲရှိတယ်မိသားစုဝင်ဖြစ်သွားတဲ့ခုပဲတမာတဲ့နဲ့ရင်ကြက်ချင်းအဖေဆိုတာဘာတူလဲအမေဆိုတာဘာတူလဲဆိုတာဟိုအိမ်သူအိမ်သားတွေဘာတူလဲဘလို့နေထိုင်အသက်ရှင်ရမယ်ဆိုတာလာသားအရွယ်မှာမသိဘူးပဲသူကနို့စားပြီဆိုအိုလိုက်မယ်ငိုလိုက်မယ်ဖခင်ကမိခင်ကလာကျူးဆိုင်မယ်ဒါပဲအဲကြောင့်ပြောင်းလဲခါစားမှာလူကလည်းတက်တဲ့ခံခွင့်ရှိတယ်နှုတ်ကတမာတရားဝေခံခွင့်ရှိတယ်ဒါပေမဲ့ကိုဖြစ်ချင်တဲ့အတိုင်းဖြစ်လာမှာတော့မဟုတ်သေးဘူးပြောင်းလဲခါစားမှာအဲကြောင့်ရင်ကြက်ချင်းဆိုပြီးနေ့အချီပြီးသွားတာဖြစ်တယ်အဲကြောင့်တမာတရားဆိုတာလေသုံးမျိုးသုံးစားရှိတယ်။တမာကျမ်းစာဖတ်ပြီးမှသိနိုင်တဲ့အခါလေးရှိနောက်ပြီးမှသူများဆရာတယောက်ယောက်ကနော်ဘုရားသခင်အသုံးတော်ခံတဲ့ဆရာတယောက်ကဖွင့်ပြချင်ပြီးကျွန်တော်တို့သိနိုင်တယ်လည်းရှိတယ်။တာပါတရား။နောက်တစ်ချက်ကြတော့နောက်ဆုံးအချက်ကြတော့ကိုယ်ရဲ့အသက်တာနဲ့ရင်းပြီးမှသိလာတဲ့တမာတရားဆိုတာရှိတယ်။ဒါတမာတရားဆိုတာကနှုတ်ကတော်တမာတရားဖတ်ရှုခြင်းအဖြစ်ဖတ်ရှုတာတော့မှတမျိုးရှိတယ်နော်။အသက်တာနဲ့ရင်းချက်ပြီးသွားတဲ့အခါမှာဒီကနေ့ဖတ်ရှုတဲ့နှုတ်ကတမာတရားကဒီကနေ့ကျွန်တော်အသက်တာကိုဘယ်လိုလက်ခံနိုင်လဲဆိုတာနဲ့နောက်လာမယ့်နှစ်ပေါင်းမှာဖတ်မဲ့နှုတ်ကတော်ပါလက်ခံနိုင်တဲ့အတိုင်းတာမတူဘူးကြောင့်ဒီနှုတ်ကတော်ဆိုတာကတင်ဘယ်လိုလက်ခံနိုင်တယ်တင်လက်ခံနိုင်တဲ့လောက်တင်ကိုပေးပါဖြစ်တယ်။တင်ကဒီဟိုပြောမှဆိုရင်1 ကီလိုစာပဲတင်လက်ခံနိုင်တယ်တင်းနှလုံးသားအဲ့လိုရှိတယ်1 ကီလိုစာပဲဖျားတဲ့ကြံပေးနိုင်တယ်တင်လက်ခံနိုင်တဲ့ပို့ပြီးပေးတယ်တင်မှာကမဝင်ဘူးလေဒါကြောင့်တင်ကနှုတ်ကတော့ဘလောက်စာငတ်တယ်တင်စာငတ်နိုင်တယ်လို့တန်ရှင်းဝင်ပြဘကအံ့ဩဖွယ်တဘာဝအလွန်ဖြစ်ရကိုတင်ကိုပေးဖို့အစီအစဉ်ရှိတယ်ဆိုတာအင်မတန်ထူးခြားပြီးမှအံ့ဩဆန်းကျေဝယ်ဖြစ်တဲ့အသက်နဲ့ပြည့်စုံနှုတ်ကတော့ဘုရားစာငတ်ကြပါဆိုနှလုံးသွင်းရှင်ကြပါဆိုလို့ပြောချင်တာအားလုံးဖျားတဲ့ကြံကောင်းရှိပါစေ